Hello မင်္ဂလာပါရှင်ရွှေပြည်နယ်က1000ကျော်တယ်နော်အဖို့လေဟုတ်လားနန်းဒီဘူးတေးသေးလေးဝယ်ရဘယ်လောက်လဲ6000လားမသိဘူးဒါအသေးလေးနော်အသေးဆိုတော့လက်ပေါ့အမှန်တော့နန်းတနခါကိုကြိုက်တာတနခါအနံ့လေးကိုကြိုက်တာဒီတက်မြာနံ့ကိုမကြိုက်ဘူး live မှာလိမ့်ပြမယ်ဘူးတေးက6000ဟတ်လား live မှာလိမ့်ပြမယ်ဆိုပြီးတော့ဟုတ်တယ်အဲ့ဒါအကြောင်းချင်းတယ်ရွှေပြည်နယ်ကဈေးကြီးရဝေးဈေးကြီးလိုက်တာအဲ့လိုချင်းလေးဖွင့်ပြီးအဲ့လိုလေးနေရှင်ဒီနေ့ခါကိုဘေးညာလူစတုံးလေးပန်ထောနိုင်ပုံးလေးနဲ့လိုက်တာဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါကိုကြီးကိုကြီးတားသွားတော့မယ်ပိုင်းနိုင်မမရဲ့တားသွားတော့မယ်ဟုတ်ကဲ့ပါရှင်ညကြမှာလာခဲ့လိုက်တော့ညကြမှာနန်းလိုက်ထပ်ပြီးမှာ17 question တော့ကြအယိုးခံနေရပဲစိတ်တိုင်းနေနားမေဘာရန်ဒီနေကောက်လာတာဆိုလို့နန်းကောက်လာတော့ပန်းလမ်းရည်လာဟုတ်ကြညို့ဝေးရမယ်စကောဝါပန်းဟိုမှာအကြီးရှိတယ်အသေးရှိတယ်ဒါအသေးကအရမ်းမွေးရအကြီးကမမွေးတော့ဝေးနေရတယ်အဲ့လိုမျိုးပါရှင်မွေးနည်းနည်းလိုက်ကြည့်ဟုတ်လားဟုတ်တယ်ဒီကအနည်းရအားလို့ရှိမှဒါအကဲပြပါတော့ဟုတ်အဲ့လိုစကောဝါပန်းကိုလေညနေအမိုက်သွားပြင်းနေကောက်လာသူများအိမ်ရှိမှာအများကြီးပဲမိနှာကောင်းမှများလားအနည်းဟုတ်ကောက်လာတော့လမ်းနေအခုကျတော့ဒီမှာညှိုးနေလို့ညှိုးနေလို့လောကလုံးလို့လားအဲ့ပန်းနေနမ်းပြီးသွားပြီဆိုအဒီနာချီရအဲ့လိုဖြစ်ပေါ့ရပြီလိုက်ကြည့်စုပါကျေးဇူးကလေးလေးလုံးကျောင်းမသွားခြင်းဘူး
ကလေးထက်ဆိုရင်တင်းနဲ့ရောက်ပြီးတင်းနဲ့မနေ့9နာရီညနေ4နာရီ4နာရီမထိုးသေးဘူးဒီချင်းကအမှားဟိုပါလဲကဲဒီနေ့4နာရီခွဲတီးတင်နေလို့နှခမ်းမြ